လူတလိษံလူဟာမျိုးတွေဆိုဘယ်လိုလုပ်ကြမလဲဆိုတော့ဒါကတော့နောက်ပိုင်းမှာကိုတို့ကအတွေးအစပိုင်းနဲ့တချို့ကလည်းဖြည့်တွေးပြီးတော့နားလည်ပလိုက်ရတာလည်းရှိတာပေါ့နော်အခုကကြတော့ perspective သဘောတရားကိုနားလည်ဖို့ရယ်ဒီအမြင်ပေါ်မှာပေါ့ရာဝတ္ထုတစ်ခုပေါ်မှာအမြင်ပေါ်မှာဆုံးဖြတ်တတ်အောင်လို့အကြမ်းမြင်ဆုံးဖြတ်တတ်အောင်လို့ဆွေးနွေးတာပါနော်ဟုတ်ပြီလားဒီပေါ်မှာဗာများမေးစရာရှိပါဆရာနားလဲပါတယ်ဆရာဟုတ်နားလဲတယ်အရင်ရှင်းတယ်ပေါ့နော်ရှင်းပါတယ်ဆရာဟုတ်အဲ့တော့လူကြရင်ရောတလိษံကိုကြရင်ရောတမင်တကောင်ကြရင်ရောဘယ်လိုဆုံးဖြတ်မလဲတမင်တကောင်ကိုဘယ်ကိုကြည့်ပြီးတော့ဆုံးဖြတ်ရင်မှန်နိုင်ဆုံးဖြစ်မလဲပြောပါဦးကောင်းဖြစ်မယ်ကောင်းဟုတ်ပြီမောင်ခိုင်ကကောင်းတခြားလူကကြောလို့တယ်ဗျာသူကြောလို့တယ်ဗျာကြောလို့တယ်ဟုတ်မှန်တာဗောသိကောင်းတာဗောနော်ကြောကုန်းကသူကဘာဖြစ်လဲဒီသရဝါတွေကဗာလဲလေးဘက်ထောက်သွားနေကြတဲ့သရဝါတွေအားလုံးရဲ့အကျယ်ဆုံးမြင်ရတဲ့နေရာဟာ surface ကကြောကုန်းဟုတ်နော်အဲကြောင့်မို့အဲ့ကြောကုန်းကိုစောစောကတစ်တာလေးလူသဘောထားပြီးတော့အဲ့ကြောကုန်းကိုမြင်ရတဲ့အမြင်ဘယ်လောက်မြင်ရလဲအရင်ဒီလိုတက်မြင်ရကြောကုန်းမှန်းကောင်မမြင်ရဘူးသူကအလုံးဝအတိကြီးဖြစ်နေတယ်ဆိုရင်အဲ့ဒီသမင်ကိုဘယ်နားမှာထားမလဲ horizon မြင်းနဲ့ကတ်ပြီးတော့ထားမှာပေါ့ဟုတ်လားတွေးကြပါပေါ့နော်အခုကိုတို့တူတွေးကြတာပေါ့အဲ့ဒီကြောကုန်းရဲ့ဒီ surface ကိုသုံးချိုးတစ်ချိုးလောက်ပဲမြင်ရတယ်ဆိုရင် horizon နဲ့အောက်ကိုနည်းနည်းလေးနှိမ့်မှာထားမှာပေါ့ဟုတ်လားဟုတ်ကဲ့ကိုပြောတာကိုမျိုးလုံးတော့မှမြင်ကြည့်လိုက်နော်တမင်ရဲ့ကြောကုန်းကြားရဲ့ကြောကုန်းကိုတော်တော်ကြီးကိုကြည်ကြည်ပြန့်ဖြန့်လိုက်ပြီးမြင်ရတယ်ဆိုရင်စောစောကတော့ကနည်းနည်းလေးသုံးချိုးတစ်ချိုးမြင်ရတဲ့ဟာတဲ့အောက်ကိုထပ်နှိမ့်ရမယ်ဒါပေမဲ့တမင်1 byte ကြီးကိုတော်တော်ကြီးမြင်ရတယ်ဆိုအဲ့ဒါဘာဖြစ်သွားလဲ horizon ရဲ့အပေါ်ရောက်တော့ကြည့်တဲ့လူကလည်းဘာဖြစ်သွားလဲwire တို့အမြင် low horizon ထဲမှာပဲထည့်လို့ရမယ်အဲ့တမင်ဟုတ်လားဟုတ်ပါနော်ဒါကြောင့်မို့လို့ဒီသဘောတရားတွေကိုတွေ့နားလည်ထားတဲ့အခါကျရင်ကိုယ်အလုံးလုံးတဲ့အခါကျတော့အဆင်ပြေတာပေါ့နော်အဲ့တော့လူကြတော့သမင်ကြတော့ကြောကုန်းတိရစ္ဆာန်ကြတော့ကြောကုန်းလူကြတော့ရောဘယ်နေရာတွေကကောင်းမလဲခါလို့ဖြစ်လူကြတော့ဘာဖြစ်လဲမျက်နှာလူရဲ့ခေါင်မိုးကပဲဟာလဲကောင်းပါဆရာကောင်းလူရဲ့ခေါင်မိုးကခေါင်းမှန်တာပေါ့နော်လူရဲ့ခေါင်မိုးကခေါင်းဆိုတော့ခေါင်းရဲ့အနေထားကိုကြည့်ပေါ့အခုကင်မရာတွေဖွင့်ထားတဲ့လူတွေထဲမှာပဲကိုတို့ကြည့်လိုက်မယ်ဆိုရင်ဒီမှာကိုမောင်ခိုင်ဆိုရင်ကိုမောင်ခိုင်ရဲ့ဦးကောင်းရဲ့ဒီလိုနေရာကိုကိုတို့မြင်ရနေရာစီမမြင်ရဘူးအဲ့ဒါဘာဖြစ်လို့လဲသူကကင်မရာကိုအောက်ကိုနှိပ်ထားလို့ဟုတ်ပါအခုဒီမှာရှိနေတဲ့ညီလေးထင်ရှားဆိုရင်သူ့ရဲ့ခေါင်းကိုသူကမမြင်ရဘူးဒါပေမဲ့ကိုမောင်ခိုင်လောက်သူက angle မနှိပ်ဘူးဟုတ်လားထင်ရှားတယ်နော်မြူလောက်လိုက်ပါမြူနောက်တစ်ခုကကြတော့နောက်တစ်ယောက်ကကြတော့စောစောကအကိုတို့တွေ့ရတယ်ဒီနားလေးမှာလာဖွင့်သွားတာဖြိုးကိုနော်ဖြိုးကိုရဲ့မေးစီလောက်ကိုမြင်ရတဲ့အနေထားဆိုရင်ဒါဟာကိုတို့ကသူကကင်မရာအောက်အနှိမ့်ကနေပြီးတော့ဖြစ်နေတာအဲ့တော့ angle တွေအနေထားတွေလူဆိုရင်လည်းကိုတို့ကအဲ့လိုမျိုးလေးခံမှန်းပြီးတော့သိရမှာပေါ့ဟုတ်တယ်မလားနောက်တစ်ခုကကြတော့ခေါင်းထက်ဟောဒီခေါင်းထက်ကောင်းလေးဟိုဖြစ်တာဆုံးဖြတ်လို့ရတာပခုံးလဲဆုံးဖြတ်လို့ရတယ်နော်ဒီပြင်လေဟောဒီပခုံးရဲ့ဒီအပေါ်ပြင်ဘလောက်ကျယ်ဒီ surface ကိုဘလောက်ကျယ်မြင်နေရလဲပေါ့အဲ့ဒီပုံကအရန်ကြီးကျယ်မြင်ရရင်အဲ့ဒါ high angle အပေါ်ကနေသူကရိုက်ထားတာဒါကြောင့်မလို့သူ့ကို high angle plane ထဲမှာပဲသူထည့်လို့ရမယ်သူကဘာဖြစ်လဲ low horizon အောက်ကိုအရန်ရောက်နေတဲ့အတွက် horizon ကသူ့ရဲ့ခေါင်းပေါ်မှာဖြတ်နေတဲ့ horizon မျိုးဖြစ်ရမယ်အဲ့လိုပခုံးကိုလုံးဝမမြင်ရတော့အောင်ဟောဒီဘင်ကိုပေါ့ဒီဘင်ကိုလုံးဝမမြင်ရတော့အောင်ဖြစ်နေတယ်ဆိုရင်အဲ့ဒါဆိုရင် horizon နဲ့ကတ်မှာထားလို့ရတယ်ဒီလိုမျိုးလေးပေါ့နော်ဒီသဘောနဲ့ကိုတို့ကလူကိုလည်းအကြမ်းမြင်အဖြစ်ခွဲခြားနိုင်တယ်ဒါပြင်လူကကိုထက်မဲ့လူက horizon ကနည်းနည်းလေးလွဲနေတယ်လို့ဆိုရင်ဘာလို့လဲလူကိုသွားပြီးတော့မပြင်ဘူးအောက်က plane ကိုပြင်ချလိုက်ပြီးတော့ horizon ကိုရွှေ့ပလိုက်မှာပေါ့ဟုတ်ပြီလား
ဒါဟိုလူနဲ့ပတ်သက်ရင်じゃလူကြတော့အခုက main subject main character အနေနဲ့ထားမှာဆိုတော့သူ့ကိုအထိမခံအောင်လေနော်သူ့ကိုအထိမခံဘူးဘာကိုပဲအထိခံမလဲကိုယ့်ရဲ့ plane ကိုပဲအထိခံမှာပေါ့ဒီနှစ်ခုကိုရှင်းကြည့်လိုက်မယ်ဒီနှစ်ခုကောင်းပါဆရာ background ပို့တူကကောင်းပါလေးလို့ပေါ့ဟုတ်မယ်ဟုတ်တယ် तू ကကြတော့အခုတော့ eye level စမ်းထိုင်မျိုးရိုက်တာ तू လည်းထိုင်ကိုလည်းထိုင်ပေါ့နော်ဆိုတော့ဟိုဖြစ်သွားတာပေါ့ तू ကြတော့အခုဒီမှာ preference point ကိုဒီနားကိုပြန်ရွှေ့ပဲလူနေထားရဆိုရင်ကိုကပခိုးမှုဒီလောက်မြင်ရတယ်အဲ့လောက်မြင်နေရတယ်ဆို तू ကဒီလိုမျိုးမြင်နေရတဲ့အမြင်ကိုကိုကဒီ horizon ကိုနှိမ့်ချပြီးတော့ဆွဲပြီးတော့နှိမ့်ပလိုက်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဒီမြင်းကိုကိုကဒီမှာရှိတာကသူ့ရဲ့အနေထားဒီလိုပေါ့အဲ့ဒီလိုဆိုတော့ဂျန်တဲ့ဟာတွေမလုံးရှုပ်ကိုပိတ်လိုက်မယ်နော်ခဏဒီလိုမျိုးရှိနေတာအဲ့ရှိနေတဲ့ဟာကလူပဲထားပါတော့အဲ့တော့သူကကိုထည့်လိုက်တဲ့အနေထားဒီကိုထည့်လိုက်တဲ့ဟာကလူက horizon ကအနှိမ့်ဒါပေမဲ့ကိုကထပ်ပြီးတော့နှိမ့်ကျင်သေးတယ်မကြိုက်ဘူးပေါ့နော်ဒါကတော့ကြိုက်နေတော့ကြိုက်နေအောင်ကိုကရွှေ့ထားတာဟို convention line ကလည်းကိုကဖြင်ရှားနေတဲ့ object မလို့လုံနိုင်တာလေလူကြတော့တိတ်မကြိုက်ဘူးထင်ဘာလုပ်မလဲဒီ object နောက်ခံ background ကိုပဲသွားပြီးတော့သူနဲ့ကြိုက်အောင်နှိမ့်ချပလိုက်မှာပေါ့နော်အဲ့လိုမျိုးပုံစံလုပ်လို့လူရတယ်ပြီးအပေါ်ပိုင်းကိုကဒါတွေကဖြက်ပစ်မှာနော်ဒါသဘောတွေကအခုလောလောဆယ်ကအဲ့ဘိုင်းတွေကိုမသွားသေးဘူးဒါကြောင့်မလို့သူ့ရဲ့အနေထား horizon ရဲ့အောက်မှာပဲအမြဲတမ်းရှိရမယ်ဘာကြောင့်လဲဒီမှာမြင်နေရတာကနည်းနည်းများလို့ဒါဆို3 quarter 4 quarter လို့ခေါ်လိုက်တာပေါ့၄ပုံ၃ပုံတစ်ပုံလောက်၄ပုံတစ်ပုံလောက်မြင်နေရတယ်အဲ့ဒါဆိုရင် horizon ကအောက်မှာရှိတယ် horizon ရဲ့အောက်မှာရှိတယ်အဲ့လိုမျိုးနီးနဲ့ဒီ horizon ကိုပြင်လိုက်လို့ရတယ်ဒါကြောင့်မလို့ဟိုအရန်ကြီးစိုးရင်စရာမရှိဘူးလူနဲ့ဟိုခံပြီးတဲ့အခါမှာเนาะအဲ့ horizon ကိစ္စကိုအဓိကကဘာလို့တက်ဖို့ပြောနေတာလဲဆိုရင် horizon chain လိုက်တက်ဖို့ရေနေရာချတတ်ဖို့ရေเนาะအဲ့တော့စောစောပြောသလိုပဲအပြသလိုပဲဒီတစ်တာတွေဟာအဝေးကိုဆွဲထုတ်သွားတယ်ဆိုရင်သူ့ရဲ့လမ်းကြောင်းတိုင်း converging line တိုင်းသွားနေတယ်ဆိုရင်ဒါဆိုရင်ဘာဖြစ်သွားလဲအဲ့ဒီအရာတွေကဒီတုံးတွေဒီကုဘာတုံးတွေကိုကိုတို့တွေကဆက်ပြီးတော့ဆွဲသွားလိုက်မယ်ဆိုရင်တုံးတွေအများကြီးပွားပြီးတော့ထားလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲအဲ့ဒါက converging line ဖြစ်သွားပြီးတော့ depth သဘောကိုလည်းဖော်ဆောင်သွားတယ်နော်ဒီသဘောဖြစ်မယ် shadow ကိစ္စကိုတော့နောက်နေ့မှပြောမယ်ဆိုတော့ပြောသေးဘူးအဲ့တော့ okay screen share ခဏရက်ပြီးတော့အဲ့တော့ဒီဟာလေးကိုဒီ sheet ကိုက low horizon နဲ့ပကြီးဆွဲပါမယ်ဆိုပြီးတော့ပကြီးဆရာတယောက်ကသတ်မှတ်လိုက်တယ်ပဲထားပါတော့เนาะဒီလိုမျိုးပေါ့အဲ့လိုမျိုးလုပ်မယ်ဆိုတဲ့အခါသူက converging line ရှိမယ်ဘယ်လောက်ရှိမယ်အဲ့မှာ land ရှိတယ်ပဲဆိုတော့ဒီလိုမျိုးလေးပေါ့ land လေးရှိတယ်အဲ့ပုံမှာကအပင်တွေထည့်မယ်ပဲဖြစ်ဖြစ်အရာဝတ္ထုတစ်ခုအတုံးတွေထည့်မယ်ပဲဖြစ်ဖြစ်ပေါ့เนาะတစ်ခုဘာပဲထည့်ပေါ့အဲ့လိုမျိုးလုပ်ကြည့်တဲ့အခါဘာတွေ့ရမလဲဆိုတော့ဒီမှာရှိတဲ့အပင်ကိုနည်းနည်းလေးဖြည်းဖြည်းချင်းသူကဒီလိုမျိုးဒီ line တိုင်းကိုဖြည်းဖြည်းချင်းသေးပြီးတော့နေရာတော့ချလိုက်ရင်ဒါဟာသူ့ရဲ့ depth သဘောကိုဖော်ဆောင်သွားပြီဒီနှစ်ခုကအကွာဝေးမတူတဲ့အတွက်သူတို့နှစ်ခုကညီလို့မရတဲ့အတွက်ဒီပုံကိုဒီဟာကိုအရင်ဆုံးမလုပ်မလဲအဲ့လိုမလုပ်သေးနဲ့ဒီမှာအခုတို့ finishing point ကိုအရင်ရှာလိုက်အောင်မယ်နော်ဒီပုံရဲ့ finishing point ကဘယ်နားမှာလဲလို့အရင်ရှာလိုက်ရင်ဒီနှစ်ခုကိုဆက်ဆွဲလိုက်ဒါကဒီနေရာမှာသွားရှိတယ်နော်အဲ့ဒီနေရာမှာ horizon လို့မှတ်လိုက်အဲ့ဒီနေရာမှာ horizon ရှိတယ်လို့မှတ်တကယ်လို့ horizon ကိုစုံဒီတောင်ကုန်းတောင်တန်းတစ်ခုဖြစ်နေမယ်ဆိုတော့ဒါစုံအောင်မမြင်ရတာလည်းဖြစ်နိုင်တယ်နိဟုတ်တယ်လားဒီလမ်းကိုကဘာလို့ဆက်မဆွဲလို့မရဒီနားမှာဘာဖြစ်သွားလဲလာပြီးတော့ပြတ်သွားတာလေအဲ့ဒါဟာတောင်ကုန်းတောင်တန်းတစ်ခုအနေနဲ့ဟိုဘက်လဲရောက်တော့အောက်ကိုနှိမ့်ဝင်သွားတာနှလုံးထဲမှာမြင်ပါတယ်နော်ဒါပေမဲ့သူ့ရဲ့ finishing point ကကြတော့ဒီနားမှာသွားရှိတယ်ဒါပေမဲ့ဒီနားမှာကျတော့တောင်ကုန်းတောင်တန်းတစ်ခုကဒီလိုမျိုးဖြတ်နေတယ်သူကဂုံးကိုဆင်းသွားတဲ့သဘောမျိုးဖြစ်တယ်နော်အဲ့တော့ဒီအပင်လေးတွေကိုရွှေ့ကြည့်တဲ့အခါမှာအဲ့သူ့ကိုရွှေ့မယ်ဆိုတော့သူ့ရဲ့ preference point ကို finishing point စီကိုရွှေ့ရဒါကြတော့ဘာလဲဆိုတော့ control option နှိပ်ပြီးတော့နော်ကိုသွားချင်တဲ့နေရာကို click လိုက်တာပဲပြီးတော့မှသူ့ကိုဒီလိုရွှေ့သူဒီဘယ်နားမှာနေမလဲ
အဲ့ဘက်စီအောင်သွားမှာနော်သူကြိုက်တဲ့လောက်သွား finish point ကိုမကြော်ပဲနဲ့အဲ့လိုလေးဖြစ်နေပြီအဲ့နားမှာထားခြင်းဒီနေ့ခက်နည်းနည်းသူကတော့ same site တော့နည်းနည်းဆန်တယ်နောက်တစ်ခုအဲ့လိုပဲအဲ့ဒီဟာရဲ့ reference point ဒီနားမှာရှိအဲ့တော့ဆက်ဆွဲလိုက်ရင်တော့ဒါဒီကြည့်အောင်တေးသေးလေးတွေဖြစ်ပြီးတော့နှိမ့်စင်သွားလိမ့်မယ်နော်အဲ့တော့အဲ့တိုင်းသဘောပေါက်တော့ပါတယ်နော်ဒါကျတော့ depth သဘောကိုယူတာကိုတို့ low horizon ဖြစ်လေလေဘာဖြစ်မလဲကိုရှေ့မှာမြင်နေရတဲ့အရာတွေကဒူးလောက်ကနေပြီးတော့မြင်နေရတာလေကိုကလည်းဒူးထောက်ကြည့်ရင် horizon ကလည်းဒူးမှာပဲရှိတယ်ဒါဆိုရင် horizon ခုနပြောခဲ့တဲ့၃မျိုးမှာနော်ပြမယ်ကျမ်းမြင့်သတ်မှတ်လိုက်တဲ့ horizon ၃မျိုးမှာဘယ် horizon ကပြတ်ပြီးရောအဆင့်အများဆုံးဖြစ်မယ်ပြတ်ပြီးရော different ပေါ့နော် depth of field different အများဆုံးကဘယ် horizon ကအများဆုံးဖြစ်မယ်မျက်နှာလေးတွေမြင်ခြင်းလို့ low horizon low horizon depth of field အများဆုံးဒီခုနဲ့ depth of field ကွာခြားဆုံးလေထုအလွှာအထူထပ်ဆုံးကဘယ် horizon horizon ဖြစ်မယ်ဗျာ sorry low horizon low horizon ဖြစ်မယ်ဗျာ low horizon ဘယ်နှယောက်လဲ2ယောက်နောက်ထပ်ရှိသေးလား low horizon middle သမား low horizon ဖြစ်မယ်ဗျာ horizon ပါဗျာ ရှိပါ middle သမားရောမပါဘူးလား မပါ height သမားရောမပါဘူး low horizon က depth of field အများဆုံးဖြစ်မယ်မှန်ပါတယ်เนาะအားလုံးအဲ့တော့ဘာလို့ဖြစ်တာလဲ ဆိုတော့low ဘက်ကဟာတွေပြတ်သားတယ် mid ဘက်ကဟာတွေဖြည်းဖြည်းပြီးတော့ high ဘက်ကဟာတွေကျတော့ရောသွားတဲ့အဆင့်လို့ဒီ အဲ့လိုမျိုးဘာလို့မြင်ရတာလဲ လေထုသိသိတာပုံများလို့ လေထုသေသီးစာပုံများတယ်လို့ဒါမင်းအဲ့လေထုသေသီးစာများနေတဲ့ဒီပတ်ဝန်းကျင်တစ်ခုကိုတို့က low horizon ကမရိုက်ပဲနဲ့high လောက်ကတက်ရရင်အဲ့လေထုကသေသီးစာမများတော့ဘူးလား များတယ် တဘာဝသူကဆိုတော့အခုတော့တဘာဝတရားသူကများနေမှာပဲလေ high horizon ကတက်ပြီးတော့ကြည့်တဲ့အခါကျတော့ဘာဖြစ်လို့လေထုကသေသီးစာမများတော့တာလဲစောစောပြောတာမှန်တယ်ကောင်းတယ်လေထုသေသီးစာများလို့ဒါမှမဟုတ်ကိုက low horizon တို့မဟုတ်ရင်အဲ့လိုအဲ့လိုဟာကြည့်ပြီးတော့ကြည့်တဲ့အခါမှာလေထုသေသီးစာများတယ်ဒါပေမဲ့အပေါ်ကနေတက်ကြည့်တော့ကြတော့လေထုသေသီးစာဘာလို့မများတော့တာလေထုကတော့သူပါသွားတာလားအပေါ်တက်လိုက်တာ ਨੇ ပေါ်တက်ကြည့်လိုက်ရုံနဲ့အဲ့လေထုကပါသွားလား များပါလို့လားဆရာ ပြောပါဦး အဲ့တော့အပေါ်ကနေတက်ကြည့်လိုက်တဲ့ခါကျရင်လေထုကိုမြင်ရတာနဲသွားလို့ မှန်တာပေါ့ကောင်းတာပေါ့လေထုကိုတက်မမြင်ရတော့ပဲဆိုအပေါ်ကနေကြည့်လိုက်တဲ့အတွက်ဆိုတော့ထူထပ်နေတဲ့မျက်လုံးရှင်းမှာထူထပ်နေတဲ့ဒီ density ပေါ့နော်ဒီလေထုရဲ့ density ဟာအပေါ်ကနေလဲတက်လဲကြည့်လိုက်တော့အကုန်လုံးကိုတော့ဟိုလိုခြုံပြီးတော့မြင်လိုက်ရတဲ့အတွက်ဖြတ်တန်းပြီးတော့မကြည့်ရတော့ဘူးမျက်လုံးရဲ့အမြင်ကိုပြောတာနော်မျက်လုံးရဲ့အမြင်ကတော်ပြီးတလွာပိတ်စည်းကာနေတဲ့ဟာတွေကိုဖြတ်တန်းပြီးတော့မကြည့်ရတော့ပဲနဲ့အပေါ်ကနေကြည့်လိုက်တဲ့အခါမှာအဲ့ဒီလေထုအလွှာတွေအားလုံးက height နေရာနေမြင်ရပြီးတော့ကိုယ့်ရဲ့မျက်လုံးရှေ့မှာပိတ်စည်းမနေတော့ပဲနဲ့ဘာဖြစ်သွားလဲအောက်မှာအပြန့်ကြီးဖြစ်သွားတော့ပေါ့ခပ်ပြန်ဖြစ်သွားတဲ့အတွက်ပြေဖြစ်သွားတာပြေပြီးတော့ထင်ရှားသွားတာဒါဆိုရင်မြူနှင်းအရန်ဖုံးလွှမ်းတဲ့အနေထားတစ်ခုမှာတို့ကကားမောင်းသွားတာပဲဖြစ်ဖြစ်ဘယ်လိုမျိုးတွေ့ရလဲဟိုးအဝေးမှာမြူတွေကပိုထူလားပါလား ထူတယ် ဟမ် ပို့တူပို့ပြီးတော့ထူနေတယ်ဘာမှမမြင်ရဘူးဟုတ်တယ် ဟော ဘာမှမမြင်ရအောင်နော်ဒါမြင်အနီးနားမှာကြာလို့ထူလားပါလား ပါတယ် ပါတယ်သိကြလားအဝေးမှာထူတာရောသိကြရဲ့လား ဒါပါ မျက်စိအမြင်ပေါ့ဆရာ အမြင် မှ တော့ န် ရ တော့မျက်စိအမြင်ကြောက်နော်အထူအပါကတူပဲအမှန် တူပဲ သူပဲ ဟုတ်လားအဲ့တော့じゃဘယ်လိုမျိုးသိတာလဲကိုတို့ကားမောင်းသွားတဲ့အခါမှာအနီးနားမှာတော့မြင်ရပြီးတော့ဟိုးဝေးမှာじゃပိတ်ကားနေတယ်ဒါပေမဲ့ကားဆက်မောင်းသွားတဲ့အခါအဲ့ဒီစောစောတုန်းကဘာဖြစ်လဲထူနေ တူခဲ့တဲ့နေရာ
ဒီဟာကိုရောက်လဲရောက်သွားရောဘာဖြစ်သွားလဲဒီတိုင်းပဲအနီးအနောက်တွေ့ရတယ်လို့ပဲဖြစ်နေပြန်ရောဒါဆိုရင်ဝေးသွားတဲ့အတွက်ကြောင့်မို့လို့လေထုရဲ့အသိသေးစားကပုံများသွားတာမဟုတ်ဘူးကိုတို့ရဲ့မျက်လုံးကကြားထဲမှာရှိတဲ့ space အထူကြီးကိုဖောက်ပြီးတော့မမြင်နိုင်လို့သာထူနေတယ်လို့ထင်ရတာဟုတ်တယ်နော်အဲ့ထူနေတယ်ထင်ရတဲ့နေရာကိုကိုယ်တိုင်တကယ်လဲရောက်လဲရောက်တော့ဘာဖြစ်သွားလဲဘာမှမဟုတ်တော့ဘာမှမရှိတော့ပြန်ဒါကြောင့်မို့လို့ low horizon မှာပြက်ပြေရောအဆင့်အများဆုံးဖြစ်တယ်ဘာကြောင့်လဲမျက်လုံးကတဲ့တဲ့ကြည့်နေရတဲ့အချိန်မှာသူ့ရဲ့မျက်လုံးနဲ့အဝေးက object ကြားထဲမှာရှိတဲ့ atmosphere ဟာအထူထပ်ဆုံးဖြတ်တန်းရတဲ့အတွက်မြင်သမျှအရာတွေကတဲတဲကွဲကွဲမှုပဲနဲ့ဝေဝါရောထွေးဖြစ်နေတာဒါဆိုရင်အဝေးကိုရောက်တဲ့အရာဝတ္ထုကအဝေးကရှိတဲ့အရာဝတ္ထုရဲ့အယောင်တောက်ပမှုနဲ့အနီးမှာရှိတဲ့အရာဝတ္ထုရဲ့အယောင်တောက်ပမှုကဘယ်ဟာပိုများမယ်ထင်လဲ နီးမှာ နီးမှရှိတယ် နီးမှာ နီးမှရှိရ ဒီမှာအဝေးမှာသမားပါလားဒါဆိုအဝေးကအယောင်ကဖြော့မယ်ပေါ့အားလုံးလက်ခံလား အဲ့ဒါမှာ ဘာလို့ဖြော့တာလဲ အဲ့မှာဗျာ လေတို့ ဘာလို့ဖြော့တာလဲ လေတို့တုံးပြတ်တယ် ဝေးလို့ပြောတာ ဘေးလေဒီ ရှေ့ကဒူးဟိုမျိုးလုံးဖောက်မမြင်နိုင်ဘူး ကင်မရာလေးဖွင့်ပို့ပြီးတော့ချစ်ခင်ရင်းနှီးမယ်နော် ဆရာကြီးမီးရပြက်နေ သူက မင်း ဟိုဟာပေါ့ဟိုဟာမျက်လုံးနဲ့မြင်ရကြတော့အရန်ဝေးရင်အဲ့မှာတော့တရားပြတဲ့ဘော်ဘီယာလေးကညားမယ်ညရင်အယောင်ကပ်ပတ်မှုနေသွားမယ် အဝေးမှာရှိလေလေအဲ့ဒီအရာဝတ္ထုကအယောင်ဟာအလင်းထိတယ်အဲ့အရာဝတ္ထုအလင်းထိတယ်ထိတဲ့အခါမှာမျက်လုံးစီကိုသူက reflected light အနေနဲ့ပြန်လာပြီးတော့မျက်လုံးကအနီရောင်အစိမ်းရောင်စသဖြင့်အယောင်တွေကိုခွဲခြားပြီးတော့သိတယ်ပေါ့ဒါဖြင့် तू ကအဝေးကနေဖြတ်တန်းပြီးတော့မျက်လုံးစီကိုလာဖို့ခရီးရှည်တဲ့အတွက်အယောင်စုံစုံလင်းလင်းမျက်လုံးစီကိုမရောက်တော့ဘူးเนาะဒါဆိုရင်ကိုတို့ manipulation လုပ်တဲ့အခါပကြီးဆွဲတဲ့အခါမှာအဝေးမှာရှိတဲ့အရာဝတ္ထုနဲ့အနီးမှာရှိတဲ့အရာဝတ္ထုဆိုရင်ဘယ်အရာကိုပို့ပြီးတော့အယောင်တောက်ပပေးရမလဲ အနီးမှာရှိတယ်ဟို ဒီ တော့ မှာရှိတဲ့အရာကိုတောက်ပပေးရမယ်ဝေးသွားလေလေအယောင်ဟာ saturation ဖြော့သွားလေလေပဲเนาะဟုတ်ပြီเนาะဒါဆိုရင်ဒါဟာ color perspective လို့ခေါ်တယ်เนาะစောစောတုန်းကအခုတို့ပြောတာတွေက object ရဲ့ perspective တွေအဲ့သုံးမျိုးလေးမျိုးအခုတို့ပြောခဲ့တဲ့ညဆွေးနွေးခဲ့တဲ့ညကိုပြန်ပြီးတော့ဆွေးနွေးပါအောင်တယောက်စီပေါ့အဲ့တော့အခုပြောတဲ့အပိုင်းမှာ color perspective သဘောတရား color overlay လို့ color overlay tools နဲ့အဲ့ဒါကိုအခုတို့အလုံးလုပ်ကြနော်ဒါဆိုအလင်းရောင်ရဲ့သဘောတရားနဲ့အရောင်နဲ့မျက်လုံးနဲ့ဆက်ဆက်နေတဲ့ပုံကိုလည်းကိုသိသွားပြီဆိုရင် perspective သဘောကိုလည်းတော်တော်လေးသိနေပြီတန်တဲ့ horizon တွေ finishing point တွေ converging line တွေကိုလည်းအကြမ်းမြင်ရှာတတ်ပြီနော်ဒါဆိုရင်လူအဲ့တော့ကြတော့ horizon မတူတဲ့အရာ